မင်္ဂလာပါဆက်ကြပါတော့ခိုင်းနေဆက်ကြကြနေပါဟုတ်ကဲ့ပါဒါတော့မောင်နှင်းပြတိတ်ကိုကန်ရဲ့ဘန်ကိုလိုကန်လေးဖြစ်ပါတယ်ရှင်သွားတော့အခန်းထဲမှာဆိုလို့ရှိရင်အဲကိုလာပါမယ်ရေချိုးကိုင်းလာတော့ရပါမယ်ရေဘူးရေးပါမယ်ရှင်ဟုတ်ကတိယကျတော့ဒါတော့တွန်ဘက်အမျိုးစားလေးနေပါရှင်ဟုတ်ကဲ့လားဒီဘက်ကိုကြာပါဒီဘက်ညကုန်းခိုင်းမယ်လားပြပါခိုင်းနေကျခိုင်းနေစမ်းဟုတ်ဒါတော့တော့ခန်းနေထားပါဒီကမှာရှင်းဒီဘက်ရှိမှဖြူပါတယ်နော်ဒီကနေလည်းဖြူလှပါနောင်နောင်ကြည့်လို့ရတယ်မှာตัวလည်းဝယ်နာလေးပါဆိုတော့ဖြူကြည့်ရပြောလေးကိုရဆင်းပြပါတော့မှာဒါလေးကလေအေကုန်းခန်းလေးပဲလားဟုတ်တယ်မသားအေကုန်းခန်းပဲတိုင်းမရခံပါလေဟုတ်ကဲ့သူကတော့တရားရေးကတင်လေးဟုတ်တယ်ကတင်လည်းတော့ဟုတ်သူလည်းအေကုန်းပါအေကုန်းရေချိုးကိုင်းလာတော့ရဟုတ်ကဲ့ဒီမှာတော့ဒီကနေကြည့်တာ view လှတော့မရှိဘူးဒါပေမဲ့ဒီကနေဟုတ်သူက view တော့မမြင်ရဘူးဒီကောင်းလေးတန်လေးတော့ရတယ်ပေါ့နော်ဟုတ်ဒါလူနေတဲ့ကောင်းဒီခန်းလေးတွေကတော့ဟိုဘက်မှာပဲရှိရပါတော့နော်ဒါပန်းညာပုံစံမျိုးတွေပေါ့နော်ဒီကကြတဲ့ဒီတိုင်းကောင်းရှိနေလှမ်းမှတော့ပြန်လေးရစိမ့်ကြီးရတယ်ပန်းညာပုံစံမျိုးပေါ့ဆက်စားနေကြရတယ်အေးလည်းအေးပါတယ်မှာဟုတ်အေးရတော့တော်လေးဟုတ်ကဲ့တောင်မဒေတာအေးကုန်းတော်မှာဟုတ်ကဲ့ပါမှာဒီကောင်တော့အခန်းလေးကျယ်တယ်မှာနေဝင်တွေလည်းကောင်းတယ်နော်ဒီကကျယ်တယ်လားနေဝင်တွေလည်းကောင်းတယ်ညောင်ရင်းဆိုတော့အခန်းလေးကျယ်တယ်ဒီကျုံးရင်းနဲ့တွဲခံနေတယ်လည်းအေကုန်းပါတယ်ပေါ့နော်အေကုန်းပါတယ်မှာဟုတ်ကဲ့ဒါကောင်လည်းအေကုန်းပါတယ်ဒွိုင်လေးလည်းထားပေးတယ်ဒွိုင်လေးပါတယ်စပ်ပြထားရစားလာပေးတယ်ကောင်းရင်အာသာကျယ်ကနေဝင်တွေကောင်းတယ်ဆိုတော့ညညပကြယူလည်းကောင်းတယ်မှာတရားတောင်းနေစီးကြပဲဖြစ်တယ်စီးကြတယ်ဖြစ်ရတယ်ဟုတ်လေဝင်တဲ့ဒါကောင်းတာဘုရားသားဆိုလည်းလာတော့ပြောဖို့ပါလာလို့စဉ်းကြည့်တယ်ဟုတ်ကဲ့ပြန်ဒီခန်းလေးကကျဲလေးကျဲနော်၄ရက်လောက်ကတော့အေးဟုတ်ကဲ့ပါဟုတ်ကဲ့ဒီကောင်လည်းနှစ်ယောက်ခန်းနေကြီးလားဟုတ်ကဲ့နှစ်ယောက်ခန်းမှာဟုတ်ကဲ့ဒီပေါ်ထဲမှာ就မိသားစုဟုတ်ကဲ့မိသားစုခန်းနှစ်ယောက်ခန်းရှိတယ်အခန်းလည်းကြည့်အခန်းမှာကျူးလည်းကောင်းတယ်ကျူးရမှာတော့အခန်းလည်းကြည့်တယ်အကောင်ကဒီရာရအကောင်ကလည်းဟုတ်ကဲ့ဟုတ်ကဲ့အဲ့အမျိုးနဲ့ဘာမှတက်တော့ဒီလေကောင်းတယ်ခံရတဲ့ခံရပတ်တယ်ဘောရောက်ခါတယ်မြောက်ခါတယ်ဒီမှာဟိုရှိရဟုတ်ကဲ့ရှိတယ်ဒါလို့ရှိတယ်နော်ဒီပါဒီမြောက်ကရဟောတာအနာတော့ဒီလိုပြန်ပြန်ဖွင့်တယ်တောင်းရတာကြည့်ရတယ်ဟာကျောင်းလည်းဒီခံလိုက်ကြည့်ရအောင်ဒီတောင်းရရလာဒီကတော့တောင်းရယူလာကြည့်နေတာလေဟုတ်ကဲ့